over hey ပြန်လာပြီနော်မနေ့စောကြီးကထွက်သွားတဲ့ဟာအခုမှပြန်လာတာတော်တော်ဘုံကန်ကြည့်တယ်မိမပြီးရင်ဟိုဟာမလို့ရသေးဘူးလားဒီဟာမလို့ရသေးဘူးလားပြောအောင်မယ်အချက်စရာတယ်အကုန်ချက်ထားတယ်ပြုတ်စရာတယ်အကုန်ပြုတ်ထားတယ်မိရေချိုးဖို့ရေနွေးတောင်မှချက်ထားပြီးပြီဝါဟဲ့ဆိုင်ကျော်ဆိုင်ကဟိုမှာထားခဲ့ဘယ်မှာထားခဲ့ရလဲဟိုမှာဘေးဟိုမှာလဲအုတ်တော့မပါလို့တဲ့မင်းငါဒီအုတ်ထုတ်ဆောင်းပါလို့ငါအမြဲတမ်းပြောလေမင်းဘာဖြစ်နေလဲယူသွားလိုက်ပြီအုတ်ထုတ်လို့တဲ့အကာအကွေဆိုတာအိယာထဲမှာပဲလောက်တာမဟုတ်ဘူးအပြင်သွားရင်လည်းအကာအကွေအုတ်ထုတ်ကဆောင်းရတယ်တော်ရေချိုးပြင်တာမိ3ယောက်တာဖတ်3ယောက်သမင်းစားရအောင်လာလာပါအေးနေပေးမယ်ပြင်းနေပေးမယ်နော်ခြေတော့တွေပါနေပေးမယ်နော်ကနေဆောက်ပြအေးလို့တိတယ်ဘယ်နေရာမှာဖမ်းခံရမလဲဆိုတာတိတယ်အဝေးကြီးကိုတို့အိမ်နဲ့ဟိုမရင်းနဲ့တော့ဖမ်းခံရတယ်လို့မပြောနဲ့မင်းမို့လို့လေပြုံးနဲ့ပြန်လာနိုင်တာအော်ပါ